Hello မင်္ဂလာပါကနကောင်းကောင်းပါအခုက442 engine ရောတစ်စီးလုံးအကြောင်းပြောမယ်442ကန7အများစုကအနောက်က deep brake နဲ့လာတယ်5150 33 34 35ဒီလိုသူက hard brake နဲ့လာတာမဟုတ် deep brake နဲ့လာတာဖြစ်တဲ့အတွက်အနောက် brake ပစ္စည်းဈေးကြီးတယ်ဝယ်ရလာတယ်နည်းနည်းခက်တယ်နောက် drum နေဆိုလဲဂျပန်ကြမရနိုင်ဘာမှပဲသုံးမဟုတ်တရုတ်ပဲသုံးမရမယ်နောက်က brake စုံနေပါလေဈေးကြီးတယ်အဲကြောင့် brake စီကိုတေးသေးတက် train လောက်ပဲသုံးသင့်တယ်ဒါနဲ့ဆက်ပြစီတွေပါတယ်ဈေးပေါ်တာတွေမသုံးသင့်โอเคနောက်ကနေခြေကိုဖြည်းဖြည်းချင်းသွားမယ်ဖြစ်နိုင်440နောက်တန်းကို deep brake ကနေ hard brake ပြောင်းတင်တယ်နော် hard brake ပြောင်းတင်တယ်โอเคရှေ့ကသွားမယ်သွားရတော့ဘာတွေ့မလဲ gear box တွေ့မယ်442က gear box ချတဲ့အခါမျိုးကြရင်အဲ့ဒီ sensor ရှိတယ်ဂုံး sensor လေးကြီးစိုက်တယ်တုံ workshop တွေကဒါကို sensor မှန်းမသိတော့လေအခါချင်းပြတ်သွားတတ်တယ်ဂုံး sensor လေးက10နှစ်လေးနဲ့ဖြုတ်သွားတယ်10နှစ်လေးနဲ့ဖြုတ်တဲ့အခါကျရင်gear box ဂုံးကတက်ထိဖြစ်တယ်10နှစ်ကတန်ဖြစ်တဲ့အတွက်ကြိုက်တဲ့ကျိုးတဲ့အတက်လေးအောင်ပြီးတော့ရှော့လိုက်ကြက်လိုက်ဖျားစာလေးရွတ်ပြီးတော့ဆိုရတာပေါ့နော်gear box ရှားတဲ့အချိန်မှာsensor ကျိုးပြတ်တတ်တယ် sensor တို့ပြတ်တဲ့အာကိုမသိတဲ့အချိန်ကျရင်ကားကဆက်အနိုးရှည်မယ် stat ရှည်မယ်မီကိုထွက်မယ်အခါကျရင်ရှက်မီလိမ့်မယ်ပေါ့နော်gear box ရှားတဲ့အချိန်ကျရင်အဲ့ဒါလေးထူပြီးစိုက်တယ်မှာလေပြီးတော့442ကအဖြစ်များတာ gear box အတွင်းကကလပ်ဘောကလပ်ဘောကအဖြစ်နိုင်ဂျပန်ကြောက်လေးဝယ်တဲ့တရုတ်တွေတသိန်းကျော်တယ်နဲ့ဝယ်မထက်နဲ့gear box ရှားတာတသိန်းခွဲကလပ်စုံဝယ်လဲတာတသိန်း2000စင်ဖို့တဲ့ရှုံးဖို့ကကြီးသလိုဖြစ်နေအောင်မယ်အဲကြောင့်ဖြစ်နိုင်ရင် gear box အတွင်းကလပ်စုံဂျပန်ကြောက်လေးဝယ်တဲ့ okay ရှေ့ကိုသွားမယ်442က50နဲ့အားလုံးဒီပါတူတယ်အဲကြောင့်50လို့ပဲသဘောထားတယ် engine လေးသေးသွားပဲရှိမယ်50ဆိုတည်တဲ့အတိုင်းပဲ442နဲ့50နဲ့အတူတူပဲဘာဂယူးဆိုင်ရမယ်ဆိုတာဘူးဂယူးဆိုင်ရမယ်442တာဘူထိန်းချင်းအဲကလနာပုံမှန်တစ်ပတ်ကိုတစ်ခါသုံးဖို့နှစ်ပတ်ကိုတစ်ခါမဟုတ်ပါအဲကလနာကိုမပိတ်စေနဲ့ပေါ့နော်ပြီး engine wine လေးကိုတစ်လတစ်ခါကီလို9000ကီလို8000ကီလို1000ပုံမှန်လေးလဲပေးပါ33 34 35တို့အကျန်းမခံဘူးအကျန်းမခံတာဖြစ်တဲ့တာဘူတွေပါတာဖြစ်တဲ့ engine wine အရင်ကယူးဆိုင်ရပါတယ်ပြီးတော့လေစစ်အရင်ကယူးဆိုင်ရပါတယ်ပြီးတော့ dynamo motor အရင်ပေါ်တယ်442အရင်ပေါ်တယ်ရောင်းလဲရောင်းရခဲတယ်ကားလဲနေတာဟုတ်နော် dynamo motor bigman ပါပဲတိတ်မပြတ်ဘူး AC ပဲပြဿနာမရှိဘူးပြတ်လဲဘာမှမဖြစ်ဈေးပေါ်တယ် bigman ပါပဲ fly finger fly finger လဲဈေးပေါ်တယ်ရတိတ်ပြဿနာမရှိဘူးဂုံးဆန်တာတစ်ခုပဲနော် gear box ချတဲ့အချိန်ကျရင်ဒီယူဆိုင်ရမှာ fly finger ပတ်nozzle 50လောက်ဈေးမကြီးပေမဲ့ဒီကောင်လဲ nozzle လေးလုံးကို18သိန်း18သိန်းလောက်သွားတာဖြစ်တဲ့ရန်ကုန်နဲ့မန္တလေးမြေပြန့်ဒေတာစီတနာရတဲ့လူတွေနဲ့ workshop ဆရာပေါ်များရှိတဲ့လူတွေကကျတော့ဖြစ်နိုင်442 nozzle ကိုဂျပန်ကြာလေးရတဲ့နေရာမှာဝယ်ထည့်ပါအဲ့လိုပေါ့နေမှာစီရလဲမရဘူးရုရှားစီတွေတုံးနေရတယ်ဖြစ်သလိုတုံးနေရတဲ့လူတွေဖြစ်တဲ့442 nozzle အဆန်လေးစောင့်ထားပါနော်အဆန်လေးတွေမှာတောင်းကနန်းသိန်းကနန်းပဲရှိတယ်ဂျပန်ကြာထည့်လဲပြတ်မှာပဲဘာလို့လဲဆိုစီမမတတ်တာဟိုဒါနေမိုတာဘီကမပါပဲ fly finger ပန့် nozzle အေးပေါ့ပန့်လဲ5 video လိုပဲအဖြစ်များတာပန့်ရဲ့ nozzle